Innovator Expo 2025. Step to the next, not single lenders. မန္တလေးမိုင်ကျော်လာပြီလစင်တိုင်းရန်ကုန်မှာပဲလုပ်နေတဲ့အများအားပြောနေတဲ့မန္တလေးရဲ့အမျိုးတွေအတွက်ကိုမိုင်ကျော်ကနေပြီးတော့10လပိုင်း18ရက်နဲ့19ရက်နေ့ကိုမန္တလေးအမရပူရ icon မှာလူငယ်တွေအကြိုက်ဆုံးဖြစ်တဲ့ပွဲလူတိုင်းပါဝင်နိုင်တဲ့ပွဲကြီးကိုမိုင်ကျော်ကယူဆောင်လာပါပြီရှင်အဲ့တော့မန္တလေးမှာကျင်းပမယ့်ပွဲက Innovator Expo 2025ပါအဲ့တော့ Step into the next Innovator Expo 2025. Step to the next, not single lenders. အဲ့တော့မန္တလေးမှာကျမတို့ဒီ10လပိုင်း18ရက်နဲ့19ရက်နေ့မှာမန္တလေးတွေအကုန်လုံးပါတယ်ကျမတို့ community event အကြီးတစ်ခုကိုတမိုင်းကျော်ကနေပြီးယူလာပေးပါမယ်ရှင် corner တွေအများကြီးထားပြီးတော့လူငယ်တွေမိသားစုတွေ innovator လုပ်တဲ့လူတွေပြီးတဲ့အခါကျရင် creator တွေ entrepreneurship တွေ entrepreneur ဆိုအများကြီးပါအောင်ကျမတို့ထည့်ပေးထားတယ်မပါမဖြစ်ကတော့ကျမတို့ရဲ့မြန်မာနိုင်ငံရဲ့ GDP ကိုအများဆုံးတွန်းတင်ပေးနေတဲ့ SME MSME group တွေအများကြီးပါပါလိမ့်မယ်ရှင်အဲ့တော့ဘာတွေပါလဲဆိုတဲ့ဟာကိုကျမရဲ့အနောက်ကနေဆက်ပြောပြီးတဲ့အပြင်ကျမတို့တွေက2ရက်တာအတော်တွင်းမှာမန္တလေးမှာရှိနေတဲ့လူတွေကကျမတို့နဲ့တူတွဲပြီးတော့ program တွေမှာဝင် join မှုကျမတို့တွေကနေဖိတ်ခေါ်လိုက်ပါတယ်နံပါတ်1ကျမတို့ education နဲ့ပတ်သက်တဲ့ program တွေအများကြီးထည့်ထားပေးပါတယ်အလုပ်ကင်အတွက်job fair နဲ့ပတ်သက်တဲ့ဟာတွေအားလုံးလည်းထည့်ထားပါတော့ job fair ကြီးပြန်လာပြီပေါ့ကျမတို့ဒီ social community လို့ခေါ်ကြတဲ့ NGO တွေ INGO တွေအများကြီးပါဝင်ထားတယ်လက်ရှိ nature disaster လို့ဟာမျိုးမှာကျမတို့ဘယ်လိုမျိုးပြုစုနေထိုင်သင့်နေဆိုတဲ့အရာလေးတွေကို demo တွေ explain တွေ training တွေပါအောင်ကျမတို့ထည့်ထားပေးပါတယ် SME MSME တွေရဲ့ product showcase နေရာတွေတို့ရဲ့ product ကိုတို့ network လုပ်လို့ရတဲ့နေရာတွေအားလုံးကိုလည်းဖန်တီးထားပါတယ်မမေတွေအတွက်လည်းမမေ့ပါဘူးရှင်မမေတွေကလေးလေးတွေအတွက်ကိုလည်းကျမတို့ဘက်ကနေ corner တွေထားပြီးထည့်ထားပေးတဲ့အပြင်မမေတွေကလေးလေးတွေကိုဝိုင်းပြီးတော့တွန်းတင်ပေးကြမယ်ကျမတို့လူငယ်အဖွဲ့ပေါ့တော့ youth organization တွေအများကြီးလဲပါဝင်ထားပါတယ်ရှင်အဲ့တော့ကျမတို့ဒီ entertainment တွေကိုလည်းအများကြီးထည့်ထားပေးတာဖြစ်တဲ့အတွက်2ရက်တာအတော်တွင်းမှာငိမ့်ငိမ့်လေးနဲ့ flow ထဲမှာစီးလို့ရအောင်ကျမဒီကနေထပ်ပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ရှင် Innovator Expo 2025. Step to the next, not single lenders. တကယ်လို့များကျမတို့နဲ့အတူပါဝင်ခြင်းတဲ့ organization တွေကျမတို့နဲ့အတူပူးပေါင်းပါဝင်ခြင်းတဲ့ exhibitor တွေကိုလည်းဒီကနေထပ်ပြီးဖိတ်ခေါ်လိုက်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်10လပိုင်း18ရက်နေ့အမရပူရ icon မှာတွေ့ပါမယ် Thank you ပါ Innovator Expo 2025. Step to the next, not single lenders.